950ပြင်းမြောက်ခဲ့ပြီးဂိုးအစ်ရိုနယ်ဒိုတို့နိုင်ပွဲအားကစားဆိုအကုန်ပြင်းစူပါဖုတ်ဘော AD မှာတင်ဆက်ပေးနေပါတယ်ဂိုးအစ်ရိုနယ်ဒိုဟာဆော်ဒီဘရိုလီပွဲစဉ်6အဖြစ်အရာဇန်းတဲ့ပွဲမှာတွင်းကိုတကူတွင်းယူနိုင်ခဲ့တာကြောင့်ကစားသမားဘဝစုစုပေါင်း950ပြင်းရောက်ခဲ့ပြီလည်းဖြစ်ပါတယ်ရိုနယ်ဒိုကကမ္ဘာမှာဘယ်သူမှမပြုတ်လုံနိုင်သေးတဲ့9,000ပြည့်ပထမဦးဆုံးကစားသမားဖြစ်လာဖို့တွင်းကို90သာလိုအပ်ပါတော့တယ်တခြားသူတွေအတွက်မဖြစ်နိုင်လောက်ဘူးဆိုပေမဲ့ရိုနယ်ဒိုလိုဂိုးအစ်အတွက်ကတော့တွင်းကိုပေါင်း90ဆိုတာထမင်းစားရေတောက်လောက်ကိုမခတ်ပါဘူးရိုနယ်ဒိုဆိုတာတွင်းကိုတွေနဲ့ပတ်သက်လာရင်ဘယ်သူမှရှင်ပြိုင်လို့မရတဲ့ကမ္ဘာအကောင်ဆုံးတိုက်စစ်မှုတူပါရိုနယ်ဒိုနဲ့အနီးဆက်ဆုံးပြိုင်ဘက်တောင်ငွေမွေးချမ်းမောက်အသင်းကနေထွက်လာခဲ့ပြီးကတည်းကအဝေးကိုလွတ်ဆင်ခဲ့တာမလားဒါကြောင့်1ကလပ်မန်တွေကိုမယုံကြည်ခဲ့တာပါဒါတော့သူအခုကစားနေတဲ့လီဂလွယ်ကူလုံးလုံးဂိုးတွေကရရှိနေခဲ့တာပါကျောင်းသားနဲ့ဆက်ရုံအလုံသမားတွေကိုတော့ဂိုးမသွင်းနိုင်ရင်ဘောလုံးကိုဆက်ကပ်မနေပါနဲ့တော့ကစားသမားဘဝကနေအပြီးတိုင်အနားယူလိုက်ပါရိုနယ်ဒိုအနာဆာမာကဂျာအိုဗီလစ်နဲ့နီးမြပေါ်တူဂီလူမျိုးဟာ2ဦးသာရှိပါတယ်ထိုပုဂ္ဂိုလ်လေးကတော့မဟုတ်ပါဘူးသူ့နိုင်ငံသားကြီးနီးမြအပေါင်းဝင်73ဦးအသင်းပေါ်ဟောင်း3ဦးနဲ့စုစုပေါင်း16ဦးတီကိုရှိပါတယ်ဒီပုဂ္ဂိုလ်လေးကဒီလိုမှမခေါ်ထားရင်လည်းဘာမှသုံးစားလို့ရတော့မှာမဟုတ်ပါဘူးခေါ်ထားမှာဖြစ်မှာပါဘာဖြစ်ပါဒီကစားသမားနဲ့ရိုနယ်ဒိုလေဘဲကအဝေးကြီးမှာပဲရှိပါတယ်ယခုဆိုရင်ရိုနယ်ဒိုကဘယ်သူကိုမှအားကိုးစရာမလိုပဲတွင်းကိုပေါင်း950ထိကိုရောက်ရှိလို့လာခဲ့ပြီလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါခင်ဗျာဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲနောက်နေ့ဒီမှာလည်းအားကစားနဲ့ဆက်ဆိုင်တဲ့အကြောင်းအရာတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ channel လေးကို like and follow ပြုလုပ်ခဲ့ကြဖို့တောင်းဆိုချင်ပါတယ်အဆုံးထိနားဆင်အားပေးခဲ့တဲ့ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ